အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ World of Storyteller Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြမဒန္တာရီနဲ့ရိုးရာပုံမြင်တွေထဲမှာစိတ်ဝင်စားတဲ့အကောင်ဆုံးဇက်ကောင်တဦးဖြစ်တဲ့ဇော်ကြီးတွေဘလို့ဖြစ်တည်တာတလဲဆိုတာကိုအစကနေအဆုံးထိအသေးစိတ်ကျွန်တော်ရှင်းပြပေးပါမယ်ဇော်ကြီးဆိုတာတာမန်လူသားတစ်ယောက်ကနေအစဉ်စဉ်ကြင်ကြံအားထုတ်ပြီးထူးခြားတဲ့အစွမ်းတတ္တိတွေပိုင်ဆိုင်လာတဲ့သူတွေလို့ယုံကြည်ယူဆကြပါတယ်ဇော်ကြီးတယောက်ဖြစ်ဖို့ပထမဆုံးခြေလှမ်းကတော့လူသားဘဝကနေစတင်လာခဲ့တာပါလောကီအာယုံကာမဂုဏ်အာယုံတွေကိုဆွတ်လွတ်ပြီးစိတ်ငြိမ်တဲ့တောတောင်တွေထဲမှာတွားရောက်နေထိုင်ကြတဲ့သူတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးမစတင်မီကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာနံပါတ်1ဇော်ကြီးဆိုတာဘာလဲဇော်ကြီးဆိုတာရှေးဟောင်းမြမအယူဆအရ80ပတ်လို့ခေါ်တဲ့တကောအဘိညာဉ်ကိုရရှိထားတဲ့လောကီပညာရှင်တစ်မျိုးပဲဖြစ်ပါတယ်သူတို့ဟာလူသားတွေထက်တက်တန်းပူရှိကြပြီးတော့ကောင်းကင်မှာပြန်တန်းနိုင်တာမြေရှိုးနိုင်တာနဲ့ယောဂဝေဒနာတွေကိုကုသနိုင်တဲ့စွမ်းအားတွေရှိကြပါတယ်သူတို့ရဲ့အဓိကအချက်အနေနဲ့သူတို့ဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီးသာသနာကိုစောင့်ရှောက်သူတွေဖြစ်ယုံကြည်ကြပါတယ်သူတို့ရဲ့သင်္ကေတတွေကတော့နေရောင်ဝတ်စုံအနေရောင်ပေါင်းထုံးတဲ့ဇော်ကြီးတောင်ဝဲတော့မဟုတ်ဆေးတောင်ဝဲအဲ့ဒီပစ္စည်းတို့ဟာသူတို့ရဲ့အမှတ်သားပဲဖြစ်ပါတယ်နံပါတ်1ဇော်ကြီးတွေရဲ့ဆေးဝါးပေဒသူတို့ကတစ်ဥတစ်ပုပြဓာနဲ့တန်စတဲ့တတုတွေကိုအသုံးပြုပြီးမသေးစေးဖော်စခြင်းကိုလှုပ်ဆောင်ခြင်းနံပါတ်2ဇော်ကြီးတွေရဲ့အတတ်ပညာသူတို့ကဂါထာမန္တန်အင်းအိုင်ခါလှဲ့စတဲ့စီရင်တွေကိုလည်းအားထုတ်နိုင်တဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်သုခိအတ္တနံပရိအဟံအဝေရဂျဟိုမီနံပါတ်2ဇော်ကြီးကဘယ်အချိန်မှာစတင်ပေါ်ပေါက်ခဲ့တာလဲဇော်ကြီးတွေရဲ့ရာဇဝင်ဟာပကံခေတ် AD 17ရာစုမတိုင်ခင်ကတည်းကရှိခဲ့တဲ့ပါဠိလိုအနုရာဒလို့ခေါ်တဲ့ယူဝါဒတွေနတ်ကိုးကွယ်မှုတွေနဲ့ဆက်ဆက်နေပါတယ်။တမိုင်းမှတ်တမ်းအရပကံခေတ်မှာဝိဇ္ဇာဇော်ကြီးတပတိဆိုတဲ့အခေါ်အဝေါ်တွေအထင်ရှားရှိခဲ့ပြီးမြမယဉ်ကျေးမှုမှာနှစ်ပေါင်း1000ကျော်တက်တန်းရှိပြီလို့ဆိုနိုင်ပါတယ်။နံပါတ်3ဇော်ကြီးဘယ်နှမျိုးရှိလဲ။ရှေးအောင်ကျမ်းဂန်များအရဇော်ကြီး4မျိုးရှိတယ်လို့ဆိုကြပါတယ်။ Number 1ဆေးဇော်ကြီး Number 2အင်းဇော်ကြီး Number 3ပြဒါဇော်ကြီး Number 4တန်ဇော်ကြီးဆိုပြီးတော့၄မျိုးရှိပါတယ် Number 1ဆေးဇော်ကြီးဆိုတာကအပင်တွေတစ်မြစ်တွေကနေဆေးဖော်ဆက်ပြီးတကိုရရှိခဲ့တဲ့သူပါ Number 2အင်းဇော်ကြီးဆိုတာကအင်းအိုင်ခါလက်ဖွဲ့စတဲ့ဂမရပညာတွေနဲ့တကိုရရှိခဲ့တဲ့သူပါ Number 3ပြဒါဇော်ကြီးပြဒါဇော်ကြီးဆိုတာကတော့ပြဒါလုံးကိုစစ်စစ်တတ်ဆင်အောင်ပြုလုပ်ပြီးပြဒါလုံးအောင်ရာကနေတကိုရရှိခဲ့တဲ့သူတွေပါ Number 4တန်ဇော်ကြီးဆိုတာကတော့တန်ကိုဆေးဝါးတွေနဲ့စီရင်ပြီးတန်လုံးအောင်ရာကနေတကိုရရှိခဲ့တဲ့သူတွေပဲဖြစ်ပါတယ်ဇော်ကြီးဖြစ်ဖို့အခက်ခဲဆုံးနဲ့အရေးကြီးဆုံးအဆင့်ကပြဒါအောင်ခြင်းပဲဖြစ်ပါတယ်ပြဒါဆိုတာတာမန်အားဖြင့်ဖမ်းဆုပ်လို့မရတဲ့လွတ်စင်တတ်တဲ့တတုကြီးပါအဲ့ဒီပြဒါကိုဆေးဘက်ဝင်တစ်ဥတစ်ဖူတွေနဲ့ရောဆက်ပြီးမီးအပြစ်နဲ့တိုက်ဂါရာမန်နန်တွေရုပ်ပြီးအေးခဲသွားအောင်တော့မဟုတ်အလုံးဖြစ်သွားအောင်စီရင်ရပါတယ်ဒီဖြစ်စဉ်ကိုကြစ်ကြံတဲ့သူတွေဟာအသက်အန္တရာယ်ကိုဂရုမစိုက်ပဲနှစ်ပေါင်းများစွာကြိုးစားရလိမ့်ရှိပါတယ်ပြဒါလုံးဟာအစစ်စစ်အယောင်ပြောင်းလာပြီးနောက်ဆုံးအစစ်မှာပြဒါရှင်လုံးအဖြစ်အသွင်ဆောင်လာခဲ့ပါတယ်အဲ့ဒီကြစ်ကြံသူတွေဟာအောင်မြင်သွားတဲ့ဗဒါရှင်လုံးကိုပါဇက်ထဲမှာငုံလိုက်တာနဲ့တော့မဟုတ်ခန္ဓာကိုယ်ထဲထည့်သွင်းလိုက်တာနဲ့တာမန်လူသားဘဝကနေဇော်ကြီးအဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီအခါမှာအောက်ပါထူးခြားချက်တွေရရှိလာပါတယ်နံပါတ်1အိုမင်းရစ်ရော်ခြင်းမရှိတော့ပဲထာဝရနုပြိုနေခြင်းနံပါတ်2ကောင်းကင်မှာပြန်တန်းနိုင်ခြင်းမြေရှိုးနိုင်ခြင်းကိုယ်ရောင်ဖြောက်နိုင်ခြင်းနံပါတ်3ဆင်းပြောင်ခုနှစ်စီးအားကိုပိုင်ဆိုင်သွားခြင်းတို့ပဲဖြစ်ပါတယ်နံပါတ်4ဇော်ကြီးတွေရဲ့ထူးခြားတဲ့လုပ်ရက်များဇော်ကြီးဖြစ်သွားပြီဆိုရင်လူပေါင်းလောကကိုပြန်မလာတော့ပဲဟိမဝန္တာတောတောင်တွေထဲမှာပဲနေထိုင်ကြပါတယ်သူတို့ရဲ့နေ့စဉ်ဘဝကတော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်နေရီတီးလို့ခေါ်တဲ့တနည်းမိမတီးတောနဲ့ထဲမှာရှိတဲ့မိမပုံသဏ္ဍာန်အသီးတွေကိုသူတို့ရဲ့တောင်ဝှေးနဲ့တို့လိုက်ရင်အသက်ဝင်လာကြပြီးကခုန်ကြတယ်လို့ဆိုပါတယ်
ဒါကိုဇောကစားခြင်းသို့မဟုတ်ဇောကြီးကာပွဲတွေရဲ့အစလို့ဆိုကြပါတယ်ဒီကနေ့ခေတ်မှာကပြနေတဲ့ဇောကြီးအကရဲ့အစပထမကဒီကနေစခဲ့တာပါနောက်တစ်ခုကစိတ်ကြိတ်ခြင်းပဲဖြစ်ပါတယ်တောက်ပြင်ပေါ်မှာဆေးဖော်ဆက်နေတဲ့ပုံရိပ်ဟာဇောကြီးတွေရဲ့အဓိကလှုပ်ဆောင်ချက်တရားဖြစ်ပါတယ်သူတို့ဟာတည်ခြင်းတရားကိုအနိုင်ယူဖို့အတွက်ပါဠိလိုအမတလို့ခေါ်တဲ့ဆေးကိုဖော်ဆက်တတ်ကြပါတယ်ဒီအကြောင်းအရာတွေအကုန်လုံးကဇောကြီးတွေရဲ့ဖြစ်ပေါ်လာဖို့အစစ်စစ်နဲ့သူတို့ရဲ့လုံနိုင်စွမ်းတွေပဲဖြစ်ပါတယ်နံပါတ်5ဇောကြီးတွေဘယ်အချိန်မှဘလို့ပျောက်ကွယ်သွားခဲ့တာလဲဒီအချက်ကတော့တမိုင်းထက်ယုံကြည်မှုမိုင်းတော်လိုချင်နဲ့ပူဆိုင်ပါတယ်ပျောက်ကွယ်သွားတဲ့ကာလကတော့တိကျတဲ့ခုနှစ်ရက်စွဲမရှိပေမဲ့မြန်မာမင်းဆက်တွေကုံဆုံးပြီးဗြိတိရှကိုလိုနီခေတ်1885နောက်ပိုင်းမှာဇောကြီးတွေဟာတိတာသာရှောင်နေသွားတယ်လို့ယူဆကြပါတယ်အကြောင်းရင်းကတော့လောကီပညာရှင်တွေရဲ့ယူဆအရဇောကြီးတွေဟာလူတွေနဲ့ရောနှောမနေပဲဟဲ့မဝင်တာတောနဲ့တွေ့ထဲမှာပဲဆက်လက်နေထိုင်ကြတယ်လို့ယူဆရပါတယ်လူသားတွေရဲ့စိတ်ဓာတ်တွေပိုပြီးယုံညံ့လာတဲ့ပါဠိလိုကလိယုတ်လို့ခေါ်တဲ့ခေတ်မှာသူတို့ဟာလူမြင်ကွင်းကနေလုံးဝပျောက်ကွယ်သွားတယ်လို့ယုံကြည်ကြပါတယ်နောက်ဆုံးအနေနဲ့ဇောကြီးတွေရဲ့တေဆုံးခြင်းဇောကြီးတွေဟာတေမျိုးမဟုတ်ဘူးလို့ယူဆရပေမဲ့ထွက်ရပေါက်သွားတဲ့အခါမှာခန္ဓာကိုယ်ကိုထားခဲ့ပြီးဝိဇ္ဇာအဖြစ်ကူးပြောင်းသွားကြတယ်လို့ဆိုကြပါတယ်ဒီတန်တိုင်းဒီဇလန်တွေကိုမိမိတို့အနေနဲ့ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေကျွန်တော်ရဲ့ဗီဒီယိုအောက်မှာပြောဆိုဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးမှာထပ်မံတွေ့ဆုံကြမယ်နော်